တန်ခွင်းလေးဖောက်ပြမယ်နော်တန်ခွင်းလေးဖောက်ဖို့အတွက်မမျိုးတို့ဒီလိုမျိုးကွန်ဂျူတစ်ချောင်းလိုအပ်ပါမယ်နော်ကွန်ဂျူမရှိတဲ့လူကအဝိုင်းပုံလေးမှတ်ပြီးတော့ကတ်ကြီးလေးနဲ့ညှက်လို့ရတယ်နော်ကွန်ဂျူတွေကစိုက်ဆောင်လာတာနော်ဒီအဝိုင်းပေါက်တွေနဲ့စိုက်ကိုက်တူတဲ့ဟာနဲ့ရွေးပြီးတော့ဖောက်ပါမယ်နော်ကဲအဲ့ဆိုလို့ရှိရင်နမူနာလေးတစ်ခုဖောက်ပြမယ်နော်အပဖောက်တဲ့ခါကျရင်လေမမျိုးတို့အောက်ခံမှာလေမြင်းကြီးဖြစ်ဖို့လိုတယ်နော်။ဥမာတမန်တလင်းဖြစ်ဘာပဲဖြစ်ပေါ့နော်မြင်းကြီးလေးဖြစ်တော့ပို့ပြီးတော့တစ်ချက်တည်းနဲ့ထုတ်ရင်အဆင်ပြေရနော်။ခုမမျိုးအောက်မှာတန်ပြားလေးခံပြတာတဲ့အမှန်ဆိုလို့မမျိုးတို့ကတစ်တာဒုံလေးခံပြရမှာနော်။ဒါမှကွန်ဂျူမတောင်းရမှာနော်။တန်ပြားနဲ့အများနဲ့ထုတ်ရင်ကွန်ဂျူကတောင်းရမှာနော်။ဒါကနမူနာပြတာအာတိတ်မဆိုင်ပဲနဲ့ထုတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ကွန်ဂျူကအပေါက်လုံးမပေါက်ပါဘူးဒါကြောင့်မမျိုးကတ်ကြီးလေးနဲ့ပုံစံလေးညှက်လိုက်တယ်ညှက်ပြီးလို့ရှိရင်မမျိုးတို့ရပစ်လေးထည့်ပါတယ်နော်ရပစ်လေးထည့်ပြီးလို့ရှိရင်အောက်မှာသူ့ရဲ့မိုးခွက်လေးကိုမမျိုးတို့ခံပြီးတော့ပြန်ထည့်ပြီးတယ်အောက်မှာသူ့ရဲ့မိုးလေးကိုထည့်ပြီးတကားလာမှာအပေါ်မှာသူ့ရဲ့ရပစ်လေးကိုလည်းတစ်ခါပြန်ပြီးတော့ထည့်တယ်ပြီးလို့ရှိရင်သူ့ရဲ့အပေါ်မှာမိုးလေးတစ်ခုထပ်ရှိပါမယ်အဲ့မိုးလေးတစ်ခုကိုပြန်ပြီးတော့ထပ်ပါတယ်အဲ့မိုးလေးကိုထပ်ပြီးလို့ရှိရင်အပေါ်မှာသူ့အပေါက်လေးတေးသေးလေးရှိတယ်အဲ့အပေါက်လေးမှာသူတန်လေးတစ်ချောင်းပေးရတယ်ရှိတယ်အဲ့ဒါကိုစိုက်ထည့်မယ်စိုက်ထည့်ပြီးလို့ရှိရင်1 2 3ဆိုပြီးတော့အတွင်းအားနည်းငယ်သုံးပြီးတော့တစ်ခါတည်းထုပါမယ်ရှင့်1 2 3ဆိုပြီးတော့တစ်ခါတည်းကိုပုံစံကြအောင်ထုပါမယ်เนาะအမှမမျိုး1 2 3တောင်းခါထုပြထားပါတယ်ထုတဲ့အခါကျရင်လည်းသူ့ရဲ့မူအန်ခွက်နဲ့အပေါ်ကစိုက်လိုက်တဲ့တန်ချောင်းဒီတစ်ထပ်တည်းဖြစ်ရမယ်ပြီးလို့ရှိရင်တက်တက်ဖြစ်နေရပါမယ်เนาะနှမိုးလို့ရှိရင်မူတွေကပုံပြက်သွားနိုင်တယ်เนาะsorry မူကပုံပြက်သွားတာမဟုတ်ဘူးတော့ပြက်ကပုံပြက်ပြီးတော့ပယ်ရွဲ့တာတို့ပုံစံပုံထွက်မလှဘူးပေါ့เนาะအဲ့လိုမျိုးပြောတာဒီအိတ်လေးက short အိတ်အတွက်ပါ thank you ပါ